ကျွန်မအနေနဲ့တက်တည်နိုင်ချင်ပါတယ်ကျွန်မဒီယုံကြည်များရဲ့ရှိမှာတက်တည်ခံခွင့်ဒါကပြင်ဆင်ပေးတဲ့အကြောင်းရှင်စွာဘုရားရဲ့ကျေးဇူးတော်ရှင်တော်ပါတယ်ဒီမတိုင်ခင်မှာကျွန်မဘုရားဆုတောင်းတယ်ကျွန်မဘုံတော်ချီးမွမ်းရဲ့ယုံကြည်များရဲ့ရှိမှာကိုရရဲ့တောင်းတဲ့ခြင်းကိုကျွန်မတက်တည်ခံခြင်းနဲ့ဆိုပြီးတော့ကျွန်မဘုရားကိုတည်ပေးထားတာဖြစ်တယ်။ဘာကြောင့်လဲဆိုလို့ရှိရင်ဘုရားရဲ့ပေးတဲ့ကောင်းခြင်းပေါ့နော်ဒီနေ့မိခင်များနေ့မှာကျွန်မကမိခင်တကယ်စစ်မှန်မိခင်ဖြစ်ရခြင်းအခွင့်ကိုဘုရားရှင်ကသူ့ရဲ့ကျေးဇူးတော်တဲ့ကြောင့်ကျွန်မကိုရရှိခံစားစေတာဖြစ်တယ်။ကျွန်မဒီအခါဆောင်ပေါ့နော်ဒီဘုရားပေးတဲ့ကောင်းခြင်းကိုရရတယ်ကျွန်မဆုတောင်းတယ်ကိုရောတမျိုးကိုရောပေးတဲ့ကောင်းခြင်းရှင်မျိုးလိုချင်တယ်ဒီရင်လေးဟာလည်းတားရောက်ကြပြီပေါ့နော်ကျွန်မဆုတောင်းတယ်ဘာဖြစ်လို့လဲဆိုရင်ကျွန်မရဲ့အသက်တာမှာကျွန်မ40ကျော်ပြီလူအနေနဲ့ဆက်စားရင်နောက်ထပ်ပုံရဖို့ဆိုတာအမှန်တကယ်ခက်ခဲနေဖြစ်တယ်အဲ့ဒါဆိုတော့ကျွန်မကိုရောသမီးကလိုချင်တာကကြတော့တားရောက်ကြပြီဖြစ်တယ်အမွာလေးဖြစ်တယ်ဆိုတော့ကျွန်မဆုတောင်းတယ်ဒါပေမဲ့ဘုရားရှင်ကကိုယ့်ရဲ့လိုချင်တာတဲ့ကိုယ့်အတွက်အကောင်းဆုံးကိုပဲပြင်ဆင်ပေးတယ်ဆိုတော့ကျွန်မအခက်ဆောင်နေတဲ့ချိန်မှာအမိမေကလေးဆိုတဲ့အရာတိတဲ့ချိန်မှာကိုတော့ကျေးဇူးတင်ဘာကြောင့်လဲမရှိသေးတဲ့ကမရှိသေးတဲ့အဖြစ်ကိုဘုရားရှင်ကပေးတဲ့အတွက်ကြောင့်ဒီသမီးလေးဟာလေကျွန်မအတွက်ထိတဲ့ဖြစ်ကျွန်မအတွက်ပေါ်လာဖြစ်တယ်ဆိုတာကျွန်မယုံကြည်တယ်ဒါကြောင့်ဘုရားပေးတဲ့ဒီကောင်းချီးကိုယုံကြည်သူများရဲ့ရှေ့မှာကျွန်မတက်တင်မခံလို့မရဘူးဘုံတော်ချီးမရှိမမဲနဲ့ကျွန်မမနေနိုင်ဘူးအားကြောင့်ကျွန်မဒီကိုယ်ဝန်စရတဲ့အချိန်မှာလည်းအချင်းလေးတစ်ပုဒ်ကိုပေါ့နော်ကျွန်မအဲ့ဒီအချင်းလေးအဲ့ဒီအချင်းအမြဲတမ်းပေါ်အားယူတယ်ဘာကြောင့်လဲဆိုလို့ရှိရင်ဒီအချင်းလေးဟာကျွန်မအခုဒီဆိုချင်းတော့မဲ့အချင်းကမိခင်နေနဲ့တော့ဆိုင်ပဲဟုတ်မိခင်ကိုချစ်တောင်းဖော်ထုတ်ထားတဲ့အချင်းတစ်ပုဒ်တော့ဟုတ်ဒါပေမဲ့မိခင်ဖြစ်ခွင့်ရတဲ့ဘုရားရဲ့ကောင်းချီးဆိုတဲ့ဂျေဇုတရားပေါ့နော်ဘုရားရဲ့ကောင်းချီးဆိုတဲ့အချင်းလေးဖြစ်ကျွန်မမမြင်ဘူးတဲ့ကောင်းချီးကိုဘုရားရှင်ကရင်သွေးလေးကိုရရှိစေတယ်။ကျွန်မမကြားဘူးခဲ့တဲ့ဉာဏ်ခွင့်ကကိုယ်ကိုရှိတယ်ဆိုတဲ့ကျွန်မဘယ်တော့မှမကြားဘူးခဲ့တဲ့အရာကိုဘုရားရှင်ကအခုချိန်မှာကျွန်မကိုကြားရခြင်းအခွင့်ကိုပေးတယ်။ဉာဏ်ခွင့်ဒီမိခင်ဖြစ်ရခြင်းအခွင့်ကိုဘုရားရှင်ကဒီနေ့မှာပေးတယ်ဆိုတဲ့အကြောင်းအရာပေါ့နော်။ကျွန်မကတော့ချီးမွမ်းမှာဖြစ်ပါတယ်။ဒါကြောင့်ကျွန်မရဲ့အသက်တာဘုရားကတခြားလူတွေအတွက်တော့ပေါ့နော်အတင်းဝါဖြစ်တော့ဖြစ်နေတယ်ဒါပေမဲ့ကျွန်မအတွက်ကြီးမားတဲ့ဘုရားရဲ့စုကြည်စုဓမ္မဖြစ်တဲ့အကြောင်းကိုမြင်တာဘုရားရဲ့ကောင်းကြီးတာပေါ့နော်ကျွန်တော်တို့ဒီလိုချင်တယ်လည်းမရဘူးဘုရားကသူ့ရဲ့အလိုတော်အတိုင်းပေါ့နော်တယောက်ချင်းစီပုံမှာကောင်းကြီးကိုပေးတာဖြစ်တဲ့အကြောင်းဒီကောင်းကြီးကိုကျွန်တော်ထားရှိလိုက်တဲ့အချိန်မှာအရန်ပဲဂျေဇုတင်တဲ့ဝမ်းနဲ့ဝမ်းသာလည်းဖြစ်တယ်ဒါကြောင့်ယုံကြည်ကျွန်တော်တို့ဒီယုံကြည်များရဲ့ရှေ့မှာကျွန်မစူးစမ်းပြီးတော့နော်တက်တည်ခံရခြင်းဖြစ်တယ်။ဘုရားချီးမွမ်းရခြင်းဖြစ်တယ်။ဒါကြောင့်ဒီနေ့မှာမိခင်များနေပါတော့နော်။ကျွန်မသမီးလေးနဲ့အတူပေါ့နော်ပထမဆုံးကျေးဇူးတော်ချီးမွမ်းပေးတဲ့အတွက်ကြောင့်ဘုရားကျေးဇူးတင်တယ်။မိခင်များအားလုံးဟာလည်းဘုရားပေးတဲ့ကောင်းချီးကိုပေါ့နော်။ကျွန်မတို့ဒီအတွက်ချီးမွမ်းရတဲ့ဘုရားအတွက်သားသမီးတွေအတွက်အသက်ရှင်ကြဖို့ဆိုတဲ့အချိန်လေးဖြစ်ပါတယ်။ Hazao. Hindi ka dito malami. Ito ka.